အရန်လာတယ်လေငါလေးရထားတယ်တနေ့ကိုဝတ်ထားချင်လိုက်တာလို့နော်အရန်ကြိုက်ပါတယ်လို့ Oh my god လှလိုက်တာနော်လက်ကောက်လေးရစားဝတ်ပြပေးမယ်နော်အရန်လှပါတယ်လို့လက်ကောက်လေးတွေကလေတကယ်ချစ်ချင်စရာလေးပေါ့နော်ဒီလက်ကောက်လေးကိုမြင်ပြီးဆိုရင်ကတနေ့ကိုဝတ်ထားချင်လိုက်တာအရန်လှတယ်ကြည့်အောင် dress နဲ့လည်း match ဖြစ်တယ်သူကလေသူလားသူတို့တော်တော်ကြည့်တတ်တယ်မြို့တော်တော်လေးချစ်တဲ့ပုံပြောပေါက်တယ်နော်မင်းရဲ့တငယ်ချင်းလေးတွေကလေနော်ဒီလိုလေးခုပါလေးခုအရန်လှတယ် share ပဲ wow သူရဲ့ blouse ကဘယ်လိုပုံစံလာမလဲမသိဘူးချုပ်ရမှာပေါ့နော်သူရဲ့ blouse ကဒီဒူပတာपहन के रहना wow ဂျိုလီစဒကေဂျိုလီနဲ့တူသွားပြီလို့နော်မင်္ဂလာတော့မဆောင်ချင်တော့ပါဘူးဂျိုလီနဲ့တူချင်တာပေါ့နော်လာလိုက်တာလို့ကျေးဇူးပါလို့အခုလိုလက်ဆောင်လေးလှလေးထည့်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်လို့နော်ဒါ blouse တင်တယ်ဘယ်လို design ချုပ်ရမှာမသိဘူးနော်အဲ့တော့အရန်လာတယ်ဒီလား wow အဲ့လိုလေးလောက်ရမှာနော်ဒီလည်းငါတစ်ထည်နဲ့မေရှုံနေရပဲအရန်လာနီကျေးဇူးပါ